အားလုံးပဲမင်္ဂလာပါဈေးဘူဒါတမိုင်းဘူဒါကိုရောက်တော့ပါဟိုကင်မရာကလည်းလေဟိုမလဲတတ်ဘူးဖြစ်နေဘတ်လောက်ပြီးပြန်မလဲတတ်ဘူးဆိုတော့နည်းနည်းလေးတော့လှုပ်နေမယ်နော်ဟိုဒါဈေးဘူဒါကုန်းတရားပါပြီးရင်ဟိုဘက်ချမ်းကိုသွားပြီးတော့အလုပ်ကိစ္စသွားနေရပါအလုပ်ကိစ္စသွားနေတာဟိုဘက်ချမ်းဘာမှမဟုတ်တက်တွိုင်းလိုက်နဲ့ကိုပြေးတီပြေးပေါ့ကိုပြေးတီပြေးနဲ့ရိုက်တာပေါ့နော်ဘာမှမဟုတ်တက်ရိုက်တာပါကွယ်ဗီဒီယိုလေးတွေတေချာလေးတွေလုပ်ချင်တယ်ဒါပေမဲ့အချိန်ရမရအောင်အလောက်ကတစ်ဖက်ဆိုတော့လေပြေးလိုက်လွှားလိုက်နဲ့ပုံမကြပန်းမကြတွေဖြစ်နေအဲ့လိုတင်းရလဲတင်းချင်းတုတ်ပြေးလွှားနဲ့နောက်မှတေချာလေးတုတ်ပြီးတော့တင်းပါမယ်တတား